မင်္ဂလာပါရှင်မိမိထက်ဒီမှာကျုပ်အာလူလေးနဲ့တငင်းဝက်လေးနဲ့တို့စရာလေးတွေနဲ့ငပိနဲ့စားမယ်ရှင်အားလုံးကျမချမ်းသာကြပါစေညာလက်ပါရှင်လက်စေးရည်လေးပေါ့နော်လက်ကတော့ဆက်ပြနဲ့ဆေးပြီးပြီအစေးရည်လေးပြန်ဆေးတယ်ရုပ်တီးမှုန့်နဲ့ငပိနဲ့တအားစားစင်နေဘလုံးမခံနိုင်တော့လို့စားပြီရှင်မိထက်လိုမျိုးကြိုက်ကြလားငပိပေါ့နော်ငပိတို့စရာတအားကြိုက်တဲ့ထဲမှာပါတယ်မိထက်ဟင်းစားကြီးတယ်ဟင်းစားကြီးတယ်ပေါ့နော်တို့ငငယ်လေးတွေကအလှူရင်သွားလို့ရှင်အများကြီးသွားလို့ရှင်ဟင်းတွေအများကြီးယူစားလို့သူများအမြင်ကတ်တယ်ဘယ်တော့ဟင်းသားကြည့်တော့မင်းလည်းပဲဟင်းရတော့စားကြည့်ရုပ်တီးရဒီငပိရင်ရုပ်တီးရန်ကောင်းအားရပါရနေစားအာလူနဲ့ဒီကျုပ်ချင်ရမ်းကြိုက်တယ်ဘဲဥတော့တအားကြိုက်တာပေါ့နော်ကြောက်ပဲရှိလို့ကြောက်ပဲဝယ်잘한다.